င်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်မှတ်တမ်းတင်ပြတဲ့နေရာလေးကတော့ကျွန်တော်တို့မြန်မာနိုင်ငံကြက်ချင်ဒီအသင်းကိုမန္တလေးငလင်ကြီးပေးထိခိုက်ခံစားခဲ့ရတဲ့ဒီမန္တလေးမြို့မှာရှိတဲ့ငလင်ပေးလေးပြည်သူတွေအတွက်ရေတပ်တောက်ရေတပ်ထုတ်လုပ်နိုင်ရေးအတွက်တရုတ်နိုင်ငံကြက်ချင်ဒီအသင်းကနေမှလှူဒါန်းတဲ့ရေတပ်ဆက်နဲ့ရေတပ်ထုတ်လုပ်တဲ့လုပ်ငန်းတွေကိုလာရောက်ပြီးတော့မှမှတ်တမ်းတင်ပြပါတယ်ဒီမှာဆိုရင်တော့အခုမြင်တွေ့ရတဲ့အတိုင်းပဲဒီကျုံနေရရေကိုကျွန်တော်တို့ရေတန်းစင်ဆက်နဲ့ရေတန်းပါတယ်နောက်ပြီးလို့ရှိရင်ဒီမှာအခုကျွန်တော်ပြတဲ့နေရာမှာရေတန်းဖက်ရှိပါတယ်ဒါကတော့သူတို့ဒီတရုတ်နိုင်ငံနည်းပညာနဲ့ထုတ်လုပ်တဲ့ရေတန်းတွေဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဒီငလီပေးသိပြည်သူတွေကိုဒီချက်ချင်းနေရာနေဥဆောင်ပြီးတော့ကားတွေနဲ့မော်တော်ယာဉ်တွေနဲ့ဝေသလိုလိုအပ်တဲ့အခြားနေရာကနေလည်းပဲလာရောက်ပြီးတော့မှထုတ်ယူတာတွေရှိပါတယ်ဒီမှာတော့ကျွန်တော်တို့ချက်ချင်းစီစဉ်သားတော်အရှင်တွေအနေနဲ့နေ့စဉ်10ဦးဝန်းကျင်ခန့်လောအားပေးပြီးတော့ညပိုင်းမှာလည်းပဲတာဝန်ချတဲ့ပုံကိုလည်းသိရပါတယ်ဒီလိုမျိုးရေတန်းဖြတ်ဝင်နိုင်အောင်စီစဉ်ပေးတဲ့တရုတ်နိုင်ငံကြက်ချင်နေအသင်းနဲ့မြန်မာနိုင်ငံကြက်ချင်နေအသင်းကိုလည်းကျေးဇူးတင်ကြောင်းဒီနေရာကနေပြောပြရစီနေ့စဉ်ဒီမှာ10ဦးတာဝန်ထမ်းဆောင်ပြီးတော့မှရေတန်းထုတ်လုပ်ရေးလုပ်ငန်းတွေလုပ်ပါတယ်လုပ်ပြီးလို့ရှိရင်တော့ဒီငလင်ဘေးသင်းပြည်သူတွေကနေမှဒီနားမှာတောက်ရည်တန်းကိုအခမဲ့လာရောက်ပြီးတော့မှထုတ်ယူကြပါတယ်ဟိုဝေးတဲ့ဒေသကနေလည်းဝေးလာတယ်ပြီးတော့မှသူတောက်ရည်တန်းကိုဆက်လက်ပြီးဖြတ်ဝေတဲ့လုပ်ငန်းတွေလည်းလုပ်ပါတယ်အဲ့ဒီတခြားသောဒီလူမှုရေးအသင်းအဖွဲ့အစည်းတွေကလည်းပဲဒီရည်တန်းကိုယူပြီးတော့မှသူတို့ဆက်လက်ဖြတ်ဝေတဲ့လုပ်ငန်းတွေလည်းလုပ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီငလင်ဘေးသင်းပြည်သူတွေအတွက်တစ်ဖက်တစ်လမ်းအနေမှာအထောက်အကူရေတန်းရရှိရတဲ့အထောက်အကူဖြစ်စေတဲ့လုပ်ငန်းပဲဖြစ်ပါတယ်